တနေ့မှာတော့သူဟာမီးလောင်နေတဲ့တိုက်ပေါ်ကကလေးမလေးကိုကယ်ခဲ့ပါတယ်ကလေးမလေးအသက်ရှင်သွားလို့ဝမ်းသာပေမဲ့သူကိုယ်တိုင်ကတော့တည်ဆုံသွားပါတယ်တည်သွားတဲ့ဂင်ကိုတင်မင်းနှစ်ယောက်ကလာခေါ်ပါတယ်သူတို့နှစ်ယောက်ကတော့ဒုတ်ချွန်းနဲ့ဟယ်ဝမတ်ပဲဖြစ်ပါတယ်အဲ့ဒီတင်မင်းနှစ်ယောက်ကဂင်တည်သွားပြီဖြစ်ကြောင်းကိုရှင်းပြပါတယ်ပြီးတော့ဂင်ဟာစံချိန်တင်လောက်အောင်အပြစ်ကင်းနေသူဖြစ်ပါတယ်ဒါဟာ16နှစ်မှတစ်ချိန်ပေါ်လာတာဖြစ်လို့တင်မင်းမိန်းကလေးကအရန်ကိုပျော်ရွှင်နေပါတယ်ဂင်ဟာသူတည်သွားတာကိုမယုံနိုင်လောက်အောင်ဖြစ်သွားတဲ့အချိန်မှာပဲငရဲကိုဆွဲခေါ်သွားတာခံလိုက်ရပါတယ်ငရဲတကားဝါမှာပဲတင်မင်းနှစ်ယောက်ရဲ့ခေါင်းဆောင်ဂမ်လင်းနဲ့တွေ့ပါတယ်ဂင်ဟာအပြစ်ကင်းတဲ့ဝိညာဉ်ဖြစ်တာကြောင့်ငရဲတကားဝါကိုအရင်ဖျက်ရမှာပါတည်သွားတဲ့လူတွေကငရဲမှာ45ရက်ကြာဖျက်ဆီးပြီးငရဲအလုံးကိုကြော်လွန်နိုင်မှလူသားဖြစ်လာမှာဖြစ်ပါတယ်တင်မင်းတွေဟာအဲ့လိုရှင်းပြပြီးငရဲကိုစတင်ဖျက်ဆီးပါတယ်တစ္ဆာဖောက်ခြင်းလိမ်လည်ခြင်းမိဘကိုပြစ်မှားခြင်းအကြမ်းဖက်ခြင်းတပ်ဖြတ်ခြင်းတရားမျှတမှုမရှိခြင်းပြင်းရည်ခြင်းဆိုတဲ့ငရဲခုနှစ်ခုကိုဖျက်ဆီးရမှာဖြစ်ပြီးပထမဆုံးငရဲကတော့တပ်ဖြတ်ခြင်းငရဲပါလူဘဝမှာလုပ်ခဲ့တဲ့ပြစ်မှုအသေးဆုံးကနေငရဲဟာအစင်းလိုက်စားတာဖြစ်ပါတယ်ဂင်ဟာဘသူ့ကိုမှမတတ်ခဲ့ပေမဲ့တော်ဝိုက်တော်အဖြစ်တည်စေခဲ့ရင်လည်းတပ်ဖြတ်ခြင်းငရဲကိုကြားမှာဖြစ်ပါတယ်